ဟုတ်တယ်မဟုတ်လားအဲ့တော့ဗောဓိမံဆရာတော်ကြီးကိုလည်းပဲဝိဇ္ဇာချင်းချင်းတော့မဟုတ်ဘူးသူကုံတော်သူပွားတာဝိဇ္ဇာတွေကသူ့ကိုတိတ်တန်မိုးထားတဲ့နောက်ဆုံးဝိဇ္ဇာကျင့်စဉ်တွေကျွမ်းကျင်တယ်ဗောဓိမံဆရာတော်ကြီးကကျွမ်းကျင်တယ်ဒိုးယူပေါက်ကြီးဗျဟုတ်တယ်မလားဒိုးယူပေါက်ကြီးအဲကြောင့်သူတော်ကောင်းကြီးတွေသူတို့ကြောင့်နှစ်ဖက်မြင်ကြီးတွေဗောဓိမံဆရာတော်တို့ကလောကီလဲပြီးလောကုတ္တရာလဲပြီးအဲ့လိုပုံကုမျိုးကြီးတွေလေနော်အဲကြောင့်ကိုယ်တွေလည်းအတိတ်ထံပေါ့အဲ့လိုမျိုးပြီးရပါလို့ဤဆိုမှအတိတ်ကကျင့်ခဲ့ဘူးလို့လေဟုတ်တယ်မလားအတိတ်ကလည်းကျင့်ခဲ့ဘူးလို့အဲကြောင့်တပည့်တော်လည်းအဲ့လိုပဲပြီးမြောက်ရပါလို့ဤအတိတ်ကဘုရားဝတ္တနဲ့ပတ်နိုင်ကတော့သစ္စာ၄ပါးပဲလေနော်အဲနောက်ဆုံးတော့သစ္စာ၄ပါးမှပဲအဆုံးကိုသူကတတ်သွားတာဟုတ်ဝိဇ္ဇာတွေလည်းဒီသစ္စာ၄ပါးပဲသူတို့နောက်ပိုင်းကျအားထုတ်မှာပဲလေသူတို့အနေနဲ့အရိမတ္တမြတ်စွာဘုရားကိုဖူးမြော်စောင့်နေတော့တာသူတို့အပိုင်းပေါ့လေအဲသူတို့ဖြည့်ရအောင်မယ်အကယ်လို့အရိမတ္တမြတ်စွာဘုရားကိုဖူးဖို့မဟုတ်တော့ဘဲနဲ့ဝိဇ္ဇာကျင့်စဉ်ကနေလောကုတ္တရာကူးမယ်ဆိုလဲဝေဘူးဆရာတော်အဲ့လိုကူးသွားတာဝေဘူးဆရာတော်ကြီးကတခါလို့မိထုံကူးတယ်ဆိုကြားဘူးတယ်မလားအဲ့ဒါဥစဉ်သွားပြီးလေ့လာတဲ့အချိန်မှာဆရာတော်ကြီးကတခါတို့ဒီလိုနှစ်ထပ်တိုက်ကြီးဗျအကြီးကြီးပဲအဲ့ဒါတော့မိထုံကူးကိုအကုန်လှုပ်ထားပြီးပြီအောင်ဖို့တော့ကောင်းတယ်နောက်ပိုင်းအဲ့ဒီကျင့်စဉ်ကိုမသွားတော့ဘဲနဲ့ဝိပဿနာဆက်ပြီးအားထုတ်သွားတော့ရဟန္တာလို့နာမည်ကျော်ကြအဲ့ဒါဝေဘူးဆရာတော်ကြီးနော်အဲ့ကြောင့်ကိုကဒီလမ်းစဉ်နဲ့လဲသူ့နီးသူ့ဟာနဲ့ရှိကြတယ်လေအဲ့ကြောင့်မားတယ်ပြောလို့တော့မရအောင်ဟုတ်တယ်မလားသူတို့အကျင့်တွေတော့ပေါက်ထားကိုသွားပြီးမှနှလုံးသွင်းမှကိုကဘာသိလို့တော့ကိုကဘာမှမသိတယ်ဟုတ်တယ်မလားအဲ့ကြောင့်အရင်တော့ဦးဇင်းတို့မသိတော့ဝိဇ္ဇာတွေဝေဖန်မှုတယ်ဗောဓိမင်းဆရာတော်ကျေးဇူးကြောင့်ဝိဇ္ဇာဆိုတာသူတော်ကောင်းကြီးတွေပါရမီဖြည့်နေတာသူတို့ကဘုရားစုပန်နဲ့ပိစိကဗုဒ္ဓစုပန်လားဧကတာဝကမဟာတာဝကစုပန်လားမပြောနိုင်ဘူးတဲ့စုပန်ပုဂ္ဂိုလ်ကြီးတွေတဲ့ပါရမီဖြည့်နေတာတဲ့သူတော်ကောင်းလို့လှုပ်တဲ့ပုဂ္ဂိုလ်တွေသူတို့လိုက်ပြီးစောင့်ရှောက်တယ်တဲ့နော်ကဲဒါဘုဒ္ဓပဲပေါ့နော်ကဲဓာတု၃ချိန်ဗျာဒါ